Helicopter, helicopter. ငါပြီးရခွက်တဲ့နိုင်မြာဟာကဲအားလုံးပဲမင်္ဂလာပါပေးရမှာအငြိမ်မနေတဲ့ The Weekend Chaos ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Ratatouille ဆိုတဲ့ပြင်သစ်ဟင်းပွဲကိုကျွန်တော်ချက်ပြသွားမှာဖြစ်ပါတယ် Ratatouille ဆိုတာကျွန်တော်ငယ်တော့ကြည့်ဘူးကြတဲ့ကာတွန်းကားလေးလေဟင်းချက်ဝါသနာပါတဲ့ကြွက်ကလေးကမနုမနဲ့မေးဖို့ကြောင့်အခုကောင်လေးရဲ့သပင်ကိုဆွဲပြီးတော့ဟင်းချက်တဲ့ဇာတ်ကားလေးနောက်ဆုံးအပိုင်းမှာဝေဖန်ရေးဘဲကိုကျွေးစင်းတော့လုပ်နိုင်ခဲ့တဲ့ Ratatouille ပြင်သစ်ဟင်းပွဲလေးကိုကျွန်တော်စမ်းပြီးတော့ချက်ကြည့်မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီတိုင်းတော့မချက်ပါဘူးကျွန်တော်ဒီလိုသွားတဲ့လူမဟုတ်ကျွန်တော်ဒီလိုတွေသွားတဲ့လူကနန်းပေါ့ရိုးရိုးမချက်တော့ကျွန်တော်ဘယ်လိုချက်မလဲဆိုတော့ဆန်းဆန်းချက်မှာဘယ်လိုဆန်းဆန်းချက်မလဲဆိုရင် Ratatouille ပြင်သစ်ဟင်းပွဲကိုကျွန်တော်မျက်စိမိတ်ပြီးတော့ချက်ကြည့်မှာဖြစ်ပါတယ်မျက်စိမိတ်ပြီးတော့ချက်မှာပါကဲဗျာမျက်စိမိတ်ပြီးတော့ချက်တဲ့ Ratatouille ကပြင်သစ်ဟင်းပွဲပဲဖြစ်မလားဒါမှမဟုတ်မိုက်ပုံနဲ့ရောက်မလားကျွန်တော်လည်းအတူဆုံးထိလိုက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာအခုကလေးကဘာမှမဟုတ်ဘူးโอเคရှင်းမယ်ဗျာရှင်းမယ်3 4 5 6 6 7 8 9 10ခိုင်မူးလာပြီပြောင်းပြန်ပြန်လဲလိုက်ရင်ဖြေလို့ရမလားမသိဘူးခုနညာဘက်လဲတာအခုဘယ်ဘက်ပြန်လဲရင်ငလင်ထက်ကိုဆိုးနေပြီမူးလိုက်တာအန်ချင်လိုက်တာဗျာပျောက်သွားလားမသိဘူးခုံကတဲ့ရေဘူးကဲမူးလိုက်တာအန်ချင်တယ်နာဓာနဲ့ဟိုBonjour Ratatouille ဒါတော့ဘယ်ပပဖြစ်မယ်ပိုက်ကဖောင်ခရမ်းဒီဒါကတော့ဟိုပေါ့တခွားကြည့်လို့ဘာလို့zucchiniဘိုက်စားနေဘယ်တော်စားနေတော့မြန်ချက်မရတော့မယ်ချက်တော့ဦးနေခထိုးခါအောက်ထဲလူများဒါချက်တော့နေအာလူခင်းမချက်ခင်ဆိုဘာရင်လောက်အောင်လဲဆိုရင်လက်အရင်ဆေးရမယ်လက်ဆေးလာပြီဗျာဒီတော့တီးရကိုတေချာစင်ကြအောင်ဆေးနေအညာchopping board oh my god အောက်ထဲလူတွေလာဆေးတော့မှာzucchini ညောဒါရပါပါလေဩငရုတ်ချက်ပွေးခရမ်းလေးမှတ်နေဗျာငရုတ်ချက်ပွေးကိုငါပြီးခွက်တဲ့နိုင်မြာဘယ်လိုမှလည်းချိုးမြဲပါဒါမဟုတ်တော့ဆိုရင်တော့လည်းကျိုးတော့ရှိဘူးပြင်သစ်စဖို့ကိုရောကျွန်တော်အော်ခဲနေတော့ပြင်သစ်ဟင်းကိုထုံနဲ့ထည့်ထားလိုက်ရဆိုစီတွေမောက်ကြကုန်ပြီဟာသွားပြီကွာကြည့်ကြပါဦးမျက်စိမိတ်ပြီးတော့ချက်ထားရရှင်
နော်ကြည့်ဘာပုံဖြစ်သွားလဲမသိဘူးအောက်မှာရှုပ်ရှက်ခတ်နေမယ်နောက်မလို့တော့နောက်တမျိုးမလို့တော့အမိုက်ပုံနဲ့ပဲပြရမလားဒီစီရဲဖိတ်ကြတာကျူတရှူးရောတင်းရအောင်ပဲတော်ပြီစိတ်ညစ်သွားပြီဗျာမလို့တော့အဲ့ဟင်းရုံမြန်နဲ့အဲ့ရတာကြည့်ပြီးတော့အဲ့ရတာခက်မှန်းလို့ရနေပြီဒီကောင်အမိုက်ပုံ